ဒုတိယအကြိမ်မင်္ဂလာဆောင်တဲ့အသားကိုမထင်မှတ်တဲ့စကားနဲ့ဆုံးမခဲ့တဲ့အဆိုတော်ဇော်ဝင်းထွန်းပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဒီနေ့ခေတ်ရဲ့လူမှုကွန်ရက်ထဲမှာနာမည်ကျော်အမှုပညာရှင်တွေရဲ့ကိုရေးကိုရာကိစ္စရပ်တွေဟာပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအမြဲလိုရရှိနေတာဖြစ်ပါတယ်အထူးသဖြင့်ကဏ္ဍဝင်ရော့အဆိုတော်ကြီးဇော်ဝင်းထွန်းရဲ့တူရဲတော်သားအဆိုတော်ဤတိုရဲ့ဒုတိယအိမ်အောင်ပြုမှုဟာလည်းလူအများရဲ့ပါဇက်ဖျားမှာပြိုးစမဖြစ်နေတဲ့အကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်မြန်မာဂီတလောကမှာရော့ဂီတကိုစတင်မိတ်ဆက်ပြီးဒူရဲကြီးမားတဲ့တမိုင်းကိုရေးထိုးခဲ့တဲ့သူကတော့အဆိုတော်ဇော်ဝင်းထွန်းပဲဖြစ်ပါတယ်။သူဟာဂီတမျိုးရိုးကြီးမားတဲ့ပတ်ဝန်းကျင်ကနေပေါက်ဖွာလာသူတဦးလည်းဖြစ်ပါတယ်။ဇော်ဝင်းထွန်းရဲ့ဖခင်ဖြစ်သူဟာနာမည်ကြီးတေးရီတေးဆိုစန္နီယာလာထော်ဖြစ်ပြီးမိခင်ဖြစ်သူကတော့ကဏ္ဍဝင်မြန်မာတန်အဆိုတော်ကြီးဒေါ်ထားဖြစ်ပါတယ်။ဒါအပြင်ဇော်ဝင်းထွန်းဟာမြန်မာဂီတတမိုင်းမှာထင်ရှားကြောကြားတဲ့တေးရီဆရာလင်္ကာကျော်စွာရွှေတိုင်းညွန့်ရဲ့မြေလည်းဖြစ်ပါတယ်။ရွှေတိုင်းညွန့်ရဲ့မြေလည်းဖြစ်တာကြောင့်သူ့ရဲ့အနုပညာမျိုးရိုးဟာမသေးလှပါဘူး။ဒီလိုမြန်မာတန်ကဏ္ဍဝင်အနုပညာရှင်မျိုးရိုးကနေဆင်းသက်လာပြီးမြဲဇော်ဝင်းထွန်းကတော့မြန်မာဂီတလောကအတွက်လမ်းသစ်ဖောက်ခဲ့ပြီးရော့ဂီတကိုယူသက်စွာဖန်တီးခဲ့သူဖြစ်ပါတယ်။သူဟာအမ်ပါရာတီဝိုင်းနဲ့အတူပရိသတ်အကြိုက်ရော့တချင်းကောင်းပေါင်းများစွာကိုတီးဆိုဖျော်ဖြေနိုင်ခဲ့ပြီးမြန်မာဂီတသမိုင်းမှာရော့ဘိုအေဂျီလို့တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရပါတယ်။ဇော်ဝင်းထွန်းကိုယ်တိုင်ကအနုပညာအမွေကိုဆက်ခံမဲ့မျိုးဆက်တဲ့တအုပ်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။အဲဒီသူကတော့သူ့ရဲ့တအုပ်ရဲတော်သားအဆိုတော်ဤတိုပဲဖြစ်ပါတယ်။ဤတိုဟာအသက်ငယ်ရွယ်စဉ်ကလေးကအနုပညာလှူရှာမှုတွေပြုလုပ်ခဲ့ပြီးဖခင်ဖြစ်သူဇော်ဝင်းထွန်းနဲ့အတူတချင်းတွေလည်းတီးဆိုခဲ့မှုပါတယ်။သူဟာဂီတအနုပညာမှာလည်းထူးချွန်သူတအုပ်ဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ဤတိုဟာဇူလိုင်လ30ရက်နေ့ကသူရဲ့ချစ်သူမိုးမြတ်မေစာကြီးဆိုတဲ့ကောင်မလေးနဲ့ဆေးဆက်ခဲ့ပြီးပဲဖြစ်ပါတယ်။ဒီဆေးဆက်ပွဲမှာမိသားစုအစုံလင်တက်ရောက်ခဲ့တာကိုတွေ့ရပြီးဇော်ဝင်းထွန်းရဲ့သမီးကြီးဝင်းထွန်းတာယာနဲ့မြေလေးကေတရာတို့လည်းပါဝင်ခဲ့ပါတယ်။မကြခင်မှာလည်းကြီးကျယ်ခမ်းနားတဲ့မင်္ဂလာပွဲကိုကျင်းပတော့မှာဖြစ်ပါတယ်။ပြည်သူအများစုသိကြတဲ့အတိုင်းအဆိုတော်ဤတိုဟာငယ်ရွယ်စဉ်အခါကပထမအိမ်အောင်ကြဖို့သူတအုပ်ဖြစ်ပါတယ်။ဒါကြောင့်ဒုတိယအကြိမ်ဆေးဆက်တဲ့အခါမှာလူအများရဲ့ဝေဖန်ပြောဆိုမှုတွေကိုကြုံတွေ့ခဲ့ရပါတယ်။အထူးသဖြင့်ဤတိုကဗနခါဆေးဆက်ပြီးဗနခါမင်္ဂလာစာအုပ်မှာလည်းစားတဲ့ပြောဆိုမှုတွေပေါ်ထွက်ခဲ့ပါတယ်။ဒါအပြင်ဤတိုဟာမကြသေးခင်ကနိုင်ငံရေးကိစ္စရပ်တစ်ခုနဲ့ပတ်သက်ပြီးထောင်ချခဲ့မှုတာကြောင့်သူရဲ့ကိုရေးကိုရာကိစ္စရပ်တွေဟာပြည်သက်တွေကြားမှာပုံမစိတ်ဝင်စားစရာဖြစ်လာခဲ့ပါတယ်။ဒီလိုဝေဖန်မှုတွေရှိနေပေမဲ့ဖခင်ဖြစ်သူအဆိုတော်ဇော်ဝင်းထွန်းကတော့တားဖြစ်သူရဲ့စေဆက်မင်္ဂလာပွဲမှာဖခင်တဝန်းနေနဲ့တာဝန်ကျေပွန်စွာလူလီသေးမရှိစီမံဆောင်ရွက်ပေးခဲ့ပါတယ်။ဒါအပြင်တားဖြစ်သူနဲ့ကျွေးမဖြစ်သူမိုးမြတ်မေစာကြီးတို့ကိုအိမ်အောင်ရေးတာယာပျော်ရွှင်ပြီးခိုင်မြဲအောင်တိဆောက်ကြဖို့အယိုးရှင်းဆုံးဆုံးမစကားကိုလည်းပြောကြားခဲ့ပါတယ်။ရော့အဆိုတော်ကြီးဇော်ဝင်းထွန်းဟာတားဖြစ်သူဤတို့နိုင်ငံရေးကိစ္စနဲ့ထောင်ချခဲ့သည်ဖြစ်စေဒုတိယအကြိမ်အိမ်အောင်ပြုသည်ဖြစ်စေသူ့ရဲ့တအုပ်ရဲတော်သားကိုအမြဲတမ်းအပြေအဝထောက်ခံအားပေးနေတာကိုတွေ့ရပါတယ်။ဒီလိုဖခင်တာဝန်ကျေပွန်မှုနဲ့ခံယူချက်အပေါ်မှာလည်းပြည်သက်တွေကလေးစားချီးကျူးနေကြပါတယ်။ဤတို့ဟာထောင်ကပြန်လွန်လာပြီးတဲ့နောက်ပိုင်းပရာဟိတလုပ်ငန်းများစွာကိုလည်းလုပ်ကိုင်နေတာကိုတွေ့ရပါတယ်။အထူးသဖြင့်ငလျင်ပေးအန်ရဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေမှာသူတက်ဆွမ်းသမျှပါဝင်ကူညီဆောင်ရွက်ခဲ့ပါတယ်။အချို့အဖြစ်ဆိုရရင်တော့အဆိုတော်ဇော်ဝင်းထွန်းရဲ့သားဤတို့ရဲ့ဒုတိယကြိမ်အိမ်အောင်ပြုမှုဟာပြည်သက်တွေကြားမှာအမျိုးမျိုးသောဝေဖန်ပြောဆိုမှုတွေရှိခဲ့ပေမဲ့ဖခင်ဖြစ်သူဇော်ဝင်းထွန်းရဲ့တားအပေါ်ထားရှိတဲ့မြတ်တာနဲ့အမြဲတမ်းထောက်ခံအားပေးမှုကတော့အများရဲ့လေးစားအားကြမှုကိုရရှိနေပါတယ်။ပြည်သက်တို့ရောအဆိုတော်ဇော်ဝင်းထွန်းရဲ့သားဤတို့ဒုတိယအကြိမ်မင်္ဂလာဆောင်တာနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲဆိုတာပြောပြခဲ့ကြပါအောင်ရှင်။